ဒီနေ့ဒီလိုတစိမ့်တုံလေးတွေလုပ်ဖို့အသေးစိတ်ဗီဒီယိုလေးနဲ့ရှင်းပြပါမယ်ပြင်ဆုံး Photoshop ဆော့ဖ်ဝဲမှာကိုထက်မဲ့စာလေးရိုက်ပြီးမယ်ရိုက်ပြီးရင်ဖော့လေးကိုပေတံလေးနဲ့တိုင်းပြီးတော့အခုဖော့ရဲ့ size လေးကတော့ 2.4 နဲ့ 1.2 လေးရှိပါတယ်ဖော့တုံးလေးကိုတိုင်းတဲ့အခါမှာဘယ်ညာတစ်စိမ့်စီခြံပြီးတော့တိုင်းရင်ပိုအဆင်ပြေပါတယ်ရှင်ပြီးလို့ရှင်အခုရိုက်ထားတဲ့စာလေးကို tracing paper လေးနဲ့ print ထုတ်ပြီးပါမယ်အခုတော့ tracing paper လေးနဲ့ print ထုတ်ပြီးသွားပါပြီအခုရလာတဲ့ print လေးကိုဓာတ်နဲ့ညီညီညာညာလေးတေချာလေးဖြတ်ပေးပါမယ်စာကိုလည်းအသက်လေးထုတ်ပေးဖို့လိုပါတယ်ဖြတ်ထားတဲ့ tracing paper အပိုင်းလေးရလာပါပြီရလာပြီဆိုရင်ဒီတစ်စိမ့်တုံးဖုံးမဲ့ box အရင်ဆုံးဖော့ပြီးဖလင်ပြပြီးမှ tracing paper လေးကိုပြောင်းပြန်တင်ပေးရပါမယ်အပြင်ကနေကြည့်ရင်စာလေးကပြောင်းပြန်အနေထားနဲ့မြင်ရအောင်ကပ်ပေးရပါမယ်ရှင်ပြီးရင်တော့သူ့ကိုပိတ်ပေးမယ်ပိတ်ပေးပြီးဆိုအခုတစ်စိမ့်တုံးဖုံးမဲ့ဆက်ထဲကိုထည့်မယ်ထည့်တဲ့အခါမှာကိုခုနထည့်ထားတဲ့ဖလင်ပြားလေးကိုအပေါ်ကနေမြင်ရတဲ့အနေထားနဲ့ထည့်ရမှာပါပြောင်းပြန်ထည့်လို့မရဘူးပြီးရင်သူ့ကိုပါဝါဖွင့်ပေးမယ်ပါဝါဖွင့်ပြီဆိုရင်အခုချိန်ကို350အထိထားပေးမယ်အခုချိန်350ရောက်သွားတာနဲ့ပါဝါပိတ်ပြီးဆင်းရောင်လေးကိုနှိပ်ပြီးတစ်စိမ့်တုံးလေးကိုဖုတ်ပေးရပါမယ်အဲ့လိုပုံစံမျိုး2ခေါက်လုပ်ပေးပါအဲ့လိုလေးလုပ်ပြီးပြီဆိုရင်ကျမတို့ဖုတ်ပြီးသားတစ်စိမ့်တုံးလေးရလာပါပြီရှင်တစ်စိမ့်တုံးလေးရလာပြီဆိုရင်အဲ့ဒီတစ်စိမ့်တုံးလေးကိုခုနဖလင်ပြားနဲ့ tracing လေးခွာမယ်ခွာပြီးလို့ရှင်ဆိုမြင်စိန်ပေးရပါမယ်ရှင်တစ်စိမ့်တုံးကိုမြင်လေးအထဲဝင်သွားအောင်နည်းငယ်ခဏလေးစောင့်ပေးရပါမယ်ရှင်ဟိုမြင်စိန်ထားပြီးသွားပြီမြင်စိန်တာလေးရပြီဆိုရင်သူ့ကိုထုံမယ်မြင်လေးတွေကအရန်များနေတဲ့အတွက်စာရွက်အကျန်းလေးပေါ်မှာသူ့ကိုလိုက်ပြီးတော့ဖိပေးမယ်မြင်လေးတွေပုံသွားတဲ့အထိပေါ့တစ်စိမ့်တုံးရဲ့ box တွေကိုသွားပြီးတော့ထပ်ပေးမယ်ခုတော့ထပ်ပြီးသွားပါပြီဘေးလေးတွေပေးနေရင်တုပ်ပေးပါမယ်ဆိုရင်ကိုလိုချင်တဲ့တစ်စိမ့်တုံးလေးရပါပြီရှင်ဆိုရင်လိုချင်တဲ့တစ်စိမ့်တုံးလေးရသွားပါပြီရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးဆုံးဖြတ်တစ်စိမ့်တုံးလေးပြုလုပ်တတ်မယ်ထင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်